ညစားလို့ရပြီမင်းတို့ရဘာသာလားဘုန်းကြီးဟမ်လောဘချိုးနောက်ကြနေတော့သမီးလေးနဲ့တော့ထူတော့ โอเคကိုကတမစားစေတဲ့ခေ လို့နောက်ကြနေချစ်လို့ကုန်မလာတယ်သူညာလောဘချစ်ရတာ ညညပြီးချစ်ပေါ့ မင်းကဘိုက်ကြီးနဲ့ဆိုအိမ်မှာကြံခဲ့ခိုင်းခလေးစီမင်းတို့ငချရလဲကွာငာလိုက်တာမင်းတို့ဘယ်လိုမျိုးကြော်ထားလဲငချရလဲ အော်မိပဲဒီမလဲဈေးရဝယ်လာတဲ့အတိုင်းပဲလေဆောင်းငန်တော့မိကဘယ်လိုလုပ်သွားတိမှာတော့သွားမြည်လို့ရလား အဲ့ဒါဘယ်လိုမျိုးစား သူရောက်တဲ့အတိုင်းပဲယူလာတဲ့ဟာ ဒီလောက်ငားနေတာရအဲ့ဘယ်လိုမျိုးစားဖို့လဲ အဲ့ဆိုမိကဘယ်လိုလုပ်ပေးရမှာလဲ နောက်ဆိုမတင်မချင်းမဲ့တာငါ6တိပါကြော်မယ်ဆိုငန်းနေဆိုရင်မိသွေးနဲ့ရေစိမ်ပြီးမှကြော်ရတယ်အဲ့ဒါမှစားလို့ရမှာဒီဟာကြီးကငန်းနေတာဘလို့သွားစားခဏသွေးတို့တွေတက်ကုန်မယ် အော်စိုးစိုးစီးစီးကတဲ့ပြောပါလားအဲ့လိုကြော်ရတယ်လို့မိသိမလားတော့လုပ်ပေးမယ်နေအောင်ခဏလေးစောက်ရှိတာလေးနဲ့စားလိုက်လို့လည်းရတဲ့ဟာကကြီးကကြောင်ကိုများတယ်ငါစားနေတာထမင်းကြီးစနေဒီလားစားလို့ရတဲ့ဟာအေးကြားတယ်ဒီတိုက်ထက်ကြော်ပြလိုက်အေးညစားလို့ရပြီမင်းတို့ရဘာသာလား ခွာပြောမီးသွေးနဲ့ရောကြော်ရတယ်ဆိုအဲ့မငန်တော့ဘူးဆိုအဲ့မီးသွေးနဲ့ရောကြော်ပေးလာတခါတည်း ဟာ ရေးစိမ့်နေကြအောင်မယ်တခါတည်းထက်ပြီးတော့ရုံးငွေကြော်ပြလာ ဟာကွာမင်းကလည်းနည်းနည်းလေးရေစိမ်လိုက်မကြည့်ရရုပ်ဆိုးရဆိုနေမိသွေးတုံးကြီးနေမယ် အော်ကိုကရောကြော်လို့ရတယ်ဆိုတော့ရောကြော်ခဲ့ရတယ်လေဘလို့လဲအဆင်ပြေလား မစိုးငန်းတော့စကားနေ ထက်စားချင်းပြောကြော်ပေးအောင်ရဲ့ မစိုးပါဒါကစားမရလားနော် စားချင်လဲစားပြလိုက် စားလို့ကောင်းတာမစိုးငါမအတော့